မင်္ဂလာပါဒီဗီဒီယိုလေးကိုနားထောင်နေတဲ့တငယ်ချင်းတို့ရေမနေ့ကကန်တင်းမှာဘာစားရမလဲဆိုရတဲ့ငွေရှိရင်ငါအလေးရောက်မလားဆိုပြီးစိုးရိမ်နေတဲ့ចောင်းသားဘဝကတကယ်တော့စိတ်လူရှာဖို့ကောင်းပါတယ်မိဘတွေပြီးတဲ့ထောက်ပံ့ငွေကလာကုန်ငါးနေရင်အငွေပြန်သွားတတ်တာတဘာဝပဲလေဒါကြောင့်ဒီဗီဒီယိုမှာចောင်းတက်ရင်းနဲ့ကိုဖုန်းတစ်လုံးဒါမှမဟုတ်လက်တော်လေးတစ်လုံးနဲ့ပတ်စံအိတ်ကိုပြန်ပြီးအသက်သွင်းနိုင်မဲ့နီလန်ကားကိုအသေးစိတ်ပြောပြပေးသွားမှာကဇာအုပ်နဲ့ခေတံလေးဆောင်းထားရင်ပိုကောင်းပါတယ်ဒါဆိုစလိုက်ကြရအောင်နံပါတ်1 Digital Marketing နဲ့ Social Media Admin ပထမဆုံးတစ်ခုကတော့ Social Media Admin လုပ်တာပါအခုခေတ်မှာ online ဖြော့တွေလုပ်ငန်းသေးသေးလေးတွေအများကြီးရှိပါတယ်သူတို့မှာ customer မေးတာကိုပြန်ဖို့အချိန်မရှိကြပါဘူးဟိုကဖုန်းပဲအမြဲပွင့်နေသူဆိုရင်ဒါကအခွင့်အရေးပါပဲဘယ်လိုလုပ်ရမလဲဆိုတော့ပေတွေမှာအလုပ်ခေါ်တာစောင့်ကြည့်ပါဒါမှမဟုတ်ကိုသိတဲ့ဆိုင်လေးတွေကို message ပို့ပြီးကျွန်တော် admin ကူလုပ်ပေးခြင်းနဲ့လို့ကန်လန့်ကြည့်ပါဒါပေမဲ့တခုသတိထားဖို့က customer ကဘယ်စီလဲလို့မေးတဲ့အခါကိုကြီးစားကိုစားပြန်သလိုစိတ်မပါလက်မပါသွားပြန်လို့မရဘူးနော်အသေးလေးတွေဟုတ်ကဲ့ပါရှင်းလေးတွေထည့်ပြောရမှမို့လို့စိတ်ရှိဖို့တော့လိုပါမယ်နံပါတ်1 graphic design for beginner ကင်ဗာနဲ့ပတ်စံရှာနီဒုတိယတစ်ခုကတော့ graphic design မှာဟာငါပကြီးလည်းမဆွဲတတ်ဘူး Photoshop လည်းမကင်တတ်ဘူးဆိုပြီးမကြောက်ပါနဲ့အခုကမှကင်ဗာရှိပါတယ်အသေးစိတ်လုပ်ပုံလုပ်နည်းကတော့မီနူကလေးတွေဗတိကလေးတွေ Facebook ပုံလေးတွေကိုကင်မရာတွေက template တွေသုံးပြီးဖန်တီးလို့ရပါတယ်အလုပ်ရနိုင်မှ target ကတော့အနီးနားကစားတောက်ဆိုင်တွေ online လုပ်ငန်းရှင်တွေကို like ကန်လန်းကြည့်ပါအဲ့ဒီမှာအရေးကြီးတာကဖောင်းလှလှလေးတွေသုံးတတ်ဖို့ပါပဲကိုဆွဲပြီးလိုက်တဲ့ design ကဖုန်းကြီးပြန်ဖိတ်စားလို့ဖြစ်နေရင်တော့နောက်တစ်ခါအလုပ်ထပ်ရဖို့ခက်ခဲပါလိမ့်မယ်နံပါတ်3 guide လုပ်နည်းပညာဖြန့်ဝေရင်ပတ်စံရှာနည်းတတိယနည်းလမ်းကတော့ကျောင်းစာပြန်သင်ပေးတာပါကိုကတဘာသာမှာထူးချွန်တဲ့ဒါမှမဟုတ်ကိုယ့်ထက်အတန်းငယ်တွေကိုစာပြန်သင်ပေးနိုင်တယ်ဆိုရင်အိမ်နိုင်ရာရောက်ဖြစ်ဖြစ် online ကနေဖြစ်သင်ပေးလို့ရပါတယ်အခုနောက်ပိုင်းမှာ Zoom ဒါမှမဟုတ် Telegram ကနေသင်ပေးတဲ့ group လေးတွေဖွင့်ပြီးတရက်ကိုတစ်လတောင်းကနန်းလောက်နဲ့သင်ပေးရင်တောင်းဝင်ငွေကမစိုးပါဘူးအဲ့ဒီမှာသတိထားရမှာကစာသင်တဲ့အခါစိတ်ကိုထိမှုပါကိုသင်ပေးတဲ့ကလေးကဂုံလူထွက်မလားဆရာဝန်ဖြစ်မလားမသိနိုင်မိမဲ့ကိုကတော့စိတ်တို့လို့သွေးတိုးရောကမရအောင်ဂရုစိုက်ရပါမယ်နံပါတ်4 content creation စတုတ္ထတစ်ခုကတော့ content creation မှာအခုကျွန်တော်တို့ဒီလိုမျိုးမျက်နှာမပြဘဲ audio vote ဖတ်ပြမလားသတင်းပြောမလားဒါမှမဟုတ်ဘုဒ္ဓတာတွေမျှဝေမလားမိတ်ဆွေတို့လုပ်ချင်တာလုပ်လို့ရပါတယ်လုပ်တဲ့နည်းလမ်းကတော့ YouTube TikTok နဲ့ Facebook တွေမှာကိုစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကိုဆွဆွမြဲမြဲတင်ပေးပါ follower များလာရင်ကြော်ညာတွေဝင်လာပါလိမ့်မယ်စလုပ်ချင်မှပတ်စံချက်ချင်းမရနိုင်သေးပါဘူးဒါပေမဲ့ကိုယ့်ရဲ့ဝါသနာကိုအရင်ပြုပြီးလှုပ်သွားရင်တနေ့မှ best income ဖြစ်လာမှာပါအဓိကကတော့မြင်တာကိုအနိုင်ယူဖို့ပါပဲနံပါတ်5 reseller and pre-order အရင်မလို့တဲ့ဇီဝရေးပါနောက်ဆုံးတစ်ခုကတော့ reseller လုပ်တာပါသူများဆိုင်ကပစ္စည်းကိုကိုယ်ပေးမှပြန်နေရောက်တာပါဒါကအရင်ကြီးလုံးဝမလို့တလောက်ပါပဲဘယ်လိုစရမလဲဆိုတော့ trend ဖြစ်မဲ့ပစ္စည်းတွေဥပမာအင်ဂျီနာရီ gadget တွေကိုရှာပါတပုံလှလှလေးတွေယူပြီးခုပေးမှ post တင်မှာအော်ရာရမှဆိုင်မှာတော့ဝယ်ပြီးပြန်ပို့ပေးပါဒါပေမဲ့ရောင်းတဲ့အခါမှာတငယ်ချင်းတွေကိုသွားမရောက်မှနဲ့အောင်သူတို့ကဝယ်မယ်လို့ပြောပြီးငွေချေရင်တော့မင်းကတငယ်ချင်းမဲလေးဆိုပြီးအကျွေးဆွဲသွားတယ်လို့ပါအဲ့ဒီခါကျရင်ကိုကအမျက်မရတဲ့အပြင်အရင်မှပြုတ်သွားနိုင်ပါတယ်ဒီနေ့ပြောပြသွားတဲ့၅ချက်စလုံးကကျောင်းတက်ရင်တကယ်လို့လို့ရတဲ့အရာတွေပါအရေးကြီးတာကစလုပ်ဖို့ပါပဲစချင်းမှာအခက်ခဲရှိနိုင်မိမယ်ကိုဘာသာရှာထားတဲ့ပတ်စံလေးနဲ့မုံဝယ်စားတဲ့အရာတာကမိဘစီကတောင်းရတဲ့အရာသားတဲ့ပူပြီးတော့ချုံမိပါတယ်တကယ်ပြောတာပါဒီဗီဒီယိုလေးကတကယ်ချင်းတို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုကိုအဆုံးထိနားထောင်ပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဘယ်လိုပတ်စံရှာနေတွေသိချင်တယ်လဲကွန်မန့်မှာရေးသွားပေးပါအောင်ကဲအခုတော့စာတော့ချက်လိုက်အောင်မယ်အေးလေးပတ်စံသွားရှာလိုက်အောင်မယ်အားလုံးပဲကံကောင်းကြပါစေ